တလကိုတင်းကနန်းရချီဝင်ငွေရဖို့ဆိုရင်မင်းနေနဲ့ရှာကင်းကိုကျွမ်းကျင်ဖို့လိုအပ်ပါတယ်ဒါကိုသာတက်မြောက်သွားရင်မင်းကချမ်းသာတဲ့အတိုင်းဝိုင်းကမဟုတ်ရင်တော့မင်းပေါ်ပိုက်ဆံတွေပုံအော်တုံးကျင်ကြတဲ့မင်းမလားလေးတွေအများကြီးမင်းနောက်မှာတန်းစီနေမှာပါလွန်ခဲ့တဲ့လအနေငယ်ကကျက်ဆိုတာပိုက်ဆံပြက်လက်နေတဲ့ကောလိပ်ကျောင်းသားလေးတယောက်ဖြစ်ခဲ့ပူပါတယ်သူ့မိဟာသူ့ကျောင်းလာခအတွက်ပိုက်ဆံတွေစုဆောင်းပေးဖို့စူးစမ်းခဲ့ရင်မဲ့ခြေထောက်ကျိုးသွားတဲ့အထိဈေးရုံမတက်ပဲညှဉ်းဆန်နေခဲ့ပါတယ်ကျက်ကဒီမြင်ကွင်းကိုဆက်ပြီးမကြည့်ရတော့တာကြောင့်ကျောင်းထွက်လိုက်ပြီးသူ့ဝမ်းကွဲအမရဲ့နေရာမှာတန်ရှင်းရေးသမားအဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်သူ့ဝမ်းကွဲအမကသူ့ကိုကြည့်ပြီးပြောခဲ့တာကတန်ရှင်းရေးလုံးမဲ့အစားဟိုတဲ့နဲ့ကလပ်တွေမှာအမျိုးသမီးတွေကိုပေးတဲ့အလုပ်ပြောင်းလုပ်ပါလားအဲ့ဒီအလုပ်ကမှလှစာကောင်းရတာလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်ဝင်လာပြီးလူတွေအားလုံးရဲ့ရှေ့မှာတင်သူ့ကိုစတင်ပရောပရီလုပ်ပါတော့တယ်သူမကသူ့ကိုတင်ရအတွက်ဒေါ်လာ2000ကန့်လန့်ခဲ့ပါတယ်ကျက်တယောက်အဲရုံလုပ်သွားပြီမဲ့နောက်ဆုံးတော့လက်ခံလိုက်ရပါတယ်သူ့ဝမ်းကွဲအမကလည်းဒါကိုထောက်ခံပေးခဲ့တာပါအဲ့ဒီလိုနဲ့သူဟာအဲ့ဒီအမောင်လောကတဲ့ကိုခြေစုံပြစ်ဝင်ရောက်သွားခဲ့ပါတော့တယ်ဒါပေမဲ့ကျမ်းမာကရုပ်ရည်ပဲရှိတာဖြစ်ပြီးအခြားပါအရေးချင်းမှမရှိပါဘူးဒါကြောင့်အစင်းမြင့်ဖောက်တီတွေကသူ့အပေါ်စိတ်ဝင်စားကြပါဘူးသူဟာအခြားလူတွေမလုပ်ချင်တဲ့အလုပ်မျိုးတွေကိုပဲရွေးချယ်လုပ်ကင်ခဲ့ရပါတယ်ဒါကြောင့်သူဟာဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးသူ့ကိုယ်သူအစင်းမြင့်တင်ဖို့ပြင်ဆင်มาတော့တယ်သူဟာအဲ့ဒီလောကရဲ့ဝိုင်းရင်ကန်ထဝင်တယောက်ဖြစ်တဲ့တိုနီစီကိုတွားရောက်ပြီးတင် जा ပေးဖို့တောင်းဆိုခဲ့ပါတယ်တိုနီကပလင်းထဲကိုဆေးလုံးတစ်လုံးထည့်လိုက်ပြီးရှာကလွဲလို့အခြားဘာမှမသုံးဘဲဆေးလုံးကိုအပြင်ထွက်အောင်ရှာနဲ့ကော်ထုတ်ပြခဲ့ပါတယ်ပြီးတော့ဂျက်ကိုဒါကိုမင်းမလုံနိုင်မချင်းမနာတန်းလေးချင်းပါလို့ပြောခဲ့ပါတယ်နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့နယံမှာကတ်ထားတဲ့တင်ကားပြားတစ်ခုပါဂျက်ဟာသူ့ရဲ့လှုပ်ရှားမှုတိုင်းကိုထိန်းချုပ်နိုင်တဲ့အထိအဲ့ဒီတင်ကားပြားကိုရှာနဲ့မနာတန်းရက်နေခဲ့ရပါတယ်နေ့ရက်တွေကနေရက်တစ်ပတ်တွေအထိပြောင်းလဲလာခဲ့ပြီးဖြည်းဖြည်းချင်းပဲသူ့ရဲ့စွမ်းရည်တွေကထက်မြက်လာခဲ့တယ်သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းနဲ့တိကျမှုတွေဟာပြီးပြည့်စုံသွားခဲ့ပါပြီအဆုံးမှာတော့တိုနီကခေါင်းညိတ်ပြီးသူ့ကိုအတိအမှတ်ပြုပေးခဲ့ပါတယ်သူအလုပ်လုပ်ရာကလပ်ကိုပြန်ရောက်တဲ့အခါမှာတော့ဂျက်ဟာအရင်ကလူမဟုတ်တော့ပါဘူးပိုက်ဆံအများကြီးပေးနိုင်တဲ့ပုံမှန်ဖောက်တီတွေကိုတောင်သူကအလွယ်တကူကင်တွယ်နိုင်ခဲ့ပါတယ်သူဟာအရန်ကိုအောင်မြင်နေပြီးပိုက်ဆံတွေဟာဘာမှမဟုတ်လို့မျိုးစီးဆင်းဝင်ရောက်လာခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအန်နာဆိုတဲ့အမျိုးသမီးပေါ်လာခဲ့ပါတယ်သူမဟာအင်အားကြီးတဲ့ရာဇဝတ်ကောင်းချုပ်ကြီးရဲ့ဇနီးဖြစ်ပြီးအိမ်မှာအမြဲတမ်းပြစ်ပယ်ခြင်းခံထားရကစိတ်ပိုင်းဆိုင်ရာ၆ကပ်နေပြီးအမြဲတမ်းအမောင်ထုထဲမှာနေထိုင်ခဲ့ရသူပါသူမဟာဂျက်စီကိုရောက်လာခဲ့ပြီးဖြည်းဖြည်းချင်းပဲသူ့ပေါ်စိတ်ရိုင်သွားခဲ့ပါတော့တယ်ပိုက်ဆံတွေတွေးဆောင်မှုတွေနဲ့ရှုပ်ထွေးမှုတွေသူ့ပတ်လည်မှာဝိုင်းနေတဲ့ကြားကပဲဂျက်ဟာနောက်ဆုံးမှာတော့အဲ့ဒီလောကကနေထွက်ခွာသွားခဲ့ပါတယ်ဒါပေမဲ့ကန်ဂျမာကသူ့ကိုဒီလောက်နဲ့တင်လွတ်မပေးခဲ့ပါဘူးရုပ်ရှင်လူရေးပွဲတစ်ခုမှာဂျက်ဟာသူ့လုပ်ဖော်ကိုင်ဖက်တယောက်ကိုအဖော်လိုက်ုံတက်လိုက်သွားခဲ့တာပါဒါပေမဲ့ဒါရိုက်တာဖြစ်သူဘီယာကသူ့ကိုချက်ချင်းတတိပြုမိသွားခဲ့ပါတယ်ဂျက်ရဲ့ထူးခြားချက်တစ်ခုကဇက်ကောင်စရိုက်နဲ့ကွက်တီဖြစ်နေခဲ့တာပါဘီယာရဲ့တွန်းအားပေးမှုကြောင့်ဂျက်ဟာတညာတဲနဲ့တင်ထုံးတစ်ဆက်ကျဲပွင့်တပွင့်ဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်သူ့ရဲ့ကြော်ကြားမှုမြင့်တက်လာတာနဲ့အမျှသူတို့နှစ်ယောက်ကြားကတန်ရောစင်ကလည်းပုံမနဲ့ဆိုင်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ဘီယာကဂျက်ကိုသူမရဲ့အင်အားကြီးတဲ့ရာဇဝတ်ကောင်ချုပ်အဖေနဲ့မိတ်ဆက်ပေးဖို့အင်ကိုခေါ်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့ထင်မှတ်မထားခဲ့တဲ့ຢာကတော့အဲ့ဒီကောင်ချုပ်ကြီးရဲ့ဇနီးဖြစ်သူက အင်ကိုချက်ချင်းပြန်ရောက်လာခဲ့တာပဲဖြစ်ပါတော့တယ်